ဘာသာပြုကူးပြောင်းခဲ့တာလည်းမဟုတ်ပါဘူးအသက်ရှင်သောဘုရားကိုကိုးကွယ်ခွင့်ရပြီးတော့ထာဝရအသက်ကိုရရှိခဲ့တာဖြစ်ပါတယ်ချီးမွမ်းပါတယ်တသက်ခံခွင့်ဂုဏ်တော်ချီးမွမ်းခွင့်ကိုပေးတဲ့ဆရာဆိုတော်နိုင်တဲ့ယုံကြည်သူမောင်နှမအရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ကနေရာဒေသချင်းမတူကြပေမဲ့ယုံကြည်ခြင်းတူတယ်နှလုံးသားချင်းတူပြီးတော့မိသားရဖွဲ့ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမအမိကတော့ဒေါက်တာထေးဖြစ်ပါတယ်ကျမနဲ့ကိုမျိုးဝင်းအောင်ရဲ့ဇနီးမောင်မညီမဖြစ်တယ်ကျမတို့ကကျမပထမဆုံးတက်တည်ခံနေတာကတော့ကျမမြုံကြည်သူမိသားစုမြို့ပလာဗုဒ္ဓဘာသာကနေပြောင်းလဲလာတဲ့သူတယောက်ဖြစ်ပါတယ်ပြောင်းလဲလာခြင်းအကြောင်းကကျမရဲ့မတ်ဖြစ်သူကိုမျိုးဝင်းအောင်နဲ့ညီမမောင်မာတို့ရဲ့ပုံသက်တွေကြောင့်ပုံသက်တွေအားဖြင့်ဖြစ်ပါတယ်အစောပိုင်းကတော့ကျမသူတို့ကိုအကြီးကျယ်တိုက်ခိုက်ခဲ့တဲ့လူတယောက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကအကြီးကျယ်ငယ်တွေကပုံသွင်းခြင်းခံထားတဲ့ဗုဒ္ဓဘာသာကနေတဆင့်ပြောင်းလဲသွားတာကိုကျမသဘောမကျခြင်းကြောင့်ဖြစ်တယ်ညီမဖြစ်သူကိုလည်းပြောကြတာပေါ့ဒီကောင်လေးနဲ့ရမှာဘာသာကြားဘုရားကိုကိုးဝယ်တာဆိုပြီးတော့ပြစ်တင်ကြတယ်နောက်ဆုံးမှာကျမတို့ရဲ့အိမ်ဖြစ်တဲ့နေပြည်တော်အိမ်ကိုတောင်မှကျမတို့ကသူတို့ကိုလာမခံတော့ဘူးနေပြည်တော်လာလို့ရှင်လဲသူကစီပင်ရိတ်သားတို့တော့ဘုရားကျောင်းတို့မှာပဲတဲပြီးပြန်ကြရတယ်အမေဖြစ်သူကတော့သမီးရဲ့သူကြိုက်တဲ့ဘာသာကိုးကွယ်ပါစေလို့ပြောခဲ့ရင်ခေါင်းမှာဆုံးသူကတော့တော့ကျမပဲဖြစ်တာပေါ့အနိုင်ယူပြီးတော့လည်းပြောခဲ့တာတွေများပါတယ်ကြီးရလဲကြီးပဲတောင်းဖြစ်မလာဘူးပေါ့နော်ကျမလောကရဲ့စုံစမ်းခြင်းနဲ့ကြုံတွေ့လာတဲ့အချိန်တခုမှာဘလို့မှမတတ်နိုင်တော့ကိုမျိုးမအောင်မာတို့ကိုးကွယ်တယ်အသက်ရှင်တဲ့ဘုရားယေရှုဘုရားသမီးကိုကယ်ပါပေါ့နော်ဒုက္ခရလာတော့ကယ်မဲ့သူကိုရှာခဲ့ပြီပေါ့လေအဲ့ဒီအချိန်မှာနေပြီးတော့ဘုရားကျောင်းကိုလိုက်သွားတဲ့အချိန်မှာဘုရားကျောင်းကိုရောက်သွားတော့ဘုရားကျောင်းကဆရာလက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်မှာကျမရဲ့ပါးစပ်ကဟာလေလုယာလို့ကျမပြောလိုက်တယ်ပေါ့နော်နှုတ်ကထွက်သွားတဲ့အချိန်မှာဘုရားတူရှိနေတယ်လို့ကျမတကယ်ခံစားခဲ့ရတယ်ဘုရားတူရှင်နဲ့ခံစားခဲ့လဲဘုရားရှင်နာမဘုန်းကြီးပါစေအဲ့ဒီအချိန်မှာကျမမပြောင်းလဲသေးဘူးပေါ့နော်ဘေးကိုလည်းကျမရှက်တလူနဲ့ပေါ့နော်ဘေးကိုလည်းကြည့်လိုက်တယ်ငါနှုတ်ကပေါ့နော်ဟာလေလုယာလို့ငါနှုတ်ကထွက်သွားတာဆိုကျမချက်ပြီးတော့ဟိုဘက်ဒီဘက်ကြည့်လိုက်တယ်နောက်ဆုံးမှာတော့ကိုမျိုးအောင်တို့ဇနီးမောင်နိုင်ရဲ့ဆူတောင်းအားကြီးမှုတွေရဲ့ဘုရားသခင်ကချင်းမစွာတွေကရွေးကောက်ထားတာမှန်တာဖြစ်တော့တယ်ကျမ2016ဧပြီကမှာအသင်းတော်ကပြင်ဦးလွင်မှာလုပ်တဲ့တင်တန်းမှာနှစ်ချင်းခံယူခဲ့ပါတယ်အမှန်ကတော့တော့ဘာသာပြုကူးပြောင်းခဲ့တာလည်းမဟုတ်ပါဘူးအသက်ရှင်သောဘုရားကိုကိုးကွယ်ခွင့်ရပြီးတော့ထာဝရအသက်ကိုရရှိခဲ့တာဖြစ်ပါတယ်ဘုရားရှင်နာမဘုန်းကြီးပါစေဘုရားရှင်နာမဘုန်းကြီးပါစေကျမနှစ်ချင်းခံပြီးယုံကြည်သူဖြစ်လာပြီဆိုကြတဲ့တော့ဘုရားရဲ့နှုတ်ကပတ်တော်ရင်းနဲ့နေတိုင်းသွားတယ်မနေ့တိုင်းမျက်မှောက်တော်ထဲမှာတိုးဝင်ချစ်ကပ်ခြင်းအပြင်လွတ်မြောက်ခြင်းပျော်ရွှင်ခြင်းတွေရလာတယ်အနှစ်20နီးပါးတော့နားတစ်ဖက်မကြားတဲ့အရာကနေကြားလာရတယ်ကျမအနေနဲ့တော့ဘုရားကောင်းမြတ်ကြောင်းကိုတက်တည်ခံမယ်ဆိုတော့လေတက်တည်ခံစရာတွေအများကြီးဖြစ်ပါတယ်ဒါပေမဲ့လို့ဒီနေ့ကတော့ကျမဘလို့မှမနေနိုင်တော့ဘူးနော်ကျမတက်တည်ခံမယ်ကျမဘုရားကောင်းမြတ်ကြောင်းကိုပြောမယ်လို့လုပ်တဲ့အချိန်မှာ21ရက်အင်္ဂါနေ့ကကျမလမ်းထိပ်ကိုသွားတဲ့အခါမှာဆိုင်ကယ်တိုက်မိလို့ဖြစ်တာဘုရားကွယ်ကားတဲ့အတွက်လည်းဘုရားရဲ့နာမကဘာဆက်ဘုန်းကြီးပါစေဘုရားကောင်းမြတ်လွန်လို့ကျမကလည်းနောက်ကျသွားတယ်လို့တောင်ထင်ပြီးတယ်ဘုရားရှင်ကျမတို့မိသားစုပေါ်မှာတကယ်ပဲကောင်းမြတ်ခဲ့ပါတယ်လို့ဘုရားဂလာတိ20မှာနော်ခရစ်တော်ဒီငါနဲ့အတူခရစ်တော်ဒီငါဒီခရစ်တော်နဲ့လူလောကတိုင်းမှာအသေးခံပြီးသို့တော်လည်းအသက်ရှင်သေး၏ထို့သို့ဆိုတော့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါနဲ့ရှင်တော်မူ၏ဒီကျမ်းပိုက်တွေကလိုပဲကျမတို့ကကိုယ်တိုင်ရှင်တဲ့အသက်တာမဟုတ်ဘဲနဲ့ကိုတော်ရှင်တဲ့အသက်တာကိုတော်ပေးတဲ့အသက်တာနဲ့လောကမှာလင်းတဲ့အသက်တာနဲ့အသက်ရှင်ကြပါစို့လို့သက်သေခံခွင့်ပေးတယ်ဘုရားရှင်ကိုကျေးဇူးချီးမွမ်းရင်းနဲ့ဆရာနဲ့တကွာကြားနာသူမောင်နှမအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်